အားလုံးပဲမင်္ဂလာပါကျွန်တော်တော့မောင်ကောင်းဖြစ်ပါတယ်နမိတ်ဒီဘေးရင်ရဲ့အသက်ဖြစ်တယ်နမိတ်ကိုနားမလည်ရင်ဘေးရင်ဆရာဖြစ်ပြီလို့ပြောလို့မရသေးဘူးဒါပေမဲ့နမိတ်ကိုဘယ်လိုပေါက်မလဲနမိတ်ကိုဘယ်လိုကြူကြမလဲနမိတ်နဲ့ပတ်သက်ပြီးအလွန်ကျေပြောထားတယ်နမိတ်အကြောင်းကိုပြောပါဆိုပြောရင်မကုန်ဟောရင်မကုန်ဘူးအဲ့တော့နမိတ်နဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့မှာနမိတ်ယူပုံယူနည်းအကျဉ်းလေးကိုကျွန်တော်ပြောပြပေးသွားမယ်တင်ပြပေးသွားမယ်ကျွန်တော်တိတိလောက်ကိုဒီမှာပေးရဖြစ်ပါတယ်ကျွန်တော်ဒီညရဲ့ကျောင်းဆရာကိုလည်းအခုတို့ကျွန်တော်ကိုပညာရေးသင်ပေးပါအထားသောအဖြစ်ကာရပြုခြင်းဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့လုံးခဲ့တဲ့ရက်ကကျွန်တော်တို့ဒီမဟာဘုတ်တင်တန်းခရုထဲမှာဆရာတယောက်ကကျွန်တော်တို့လာပြောတယ်ဆရာအိမ်တော်ကြီးကိစ္စအဆင်မပြေတော့ကျွန်တော်ဘေးတွေဟောပေးရမယ်အမျိုးသမီးတယောက်ရှိတယ်သူ့ရဲ့အမျိုးသားကဘာနေနေလဲဟုတ်ပြီကျွန်တော်ဘယ်လိုဟောမလဲကျွန်တော်အခါလေးပိုင်းပြီးဟောလို့ရဟုတ်တယ်နော်ပြီးကျွန်တော်တဲဝဲတွေထုတ်ပြီးတော့ဟောလို့ရမယ်အင်္ဂါဝတ္တတိုင်းတွေထုတ်ပြီးဟောလို့ရမယ်နမိတ်ကြည့်ပြီးတော့နမိတ်နဲ့ပတ်သက်ပြီးဟောလို့ရတယ်ကျွန်တော်တုံးတဲ့မော်လီသုံးပြီးဟောလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒါမှသုံးနေပြီကျွန်တော်သုံးခဲ့ရပြီနမိတ်ပညာကိုသုံးပြီးမဟာဘုတ်ကိုထူအောင်လိုက်ရဖြစ်တယ်ကျွန်တော်အိမ်တော်ကြီးအဆင်မပြေဘူးအိမ်တော်ကြီးအဆင်မပြေဘူးဆိုတဲ့ကဒီအိမ်တော်ကြီးရဲ့အဓိကနန်းတက်ဖြစ်တဲ့ဒီနေ့ကမကောင်းတော့ဒီနေ့ကမကောင်းတော့ဆိုရင်သိတာကျွန်တော်ကတကျင်းမဟာဘုတ်ကိုယူလိုက်တယ်တကျင်းမဟာဘုတ်ကိုယူလိုက်ပြီးဆိုတာနဲ့မေးတဲ့သူကဆရာဖြစ်တယ်ဆိုတဲ့အခါမှာတော့ဆရာဒီအဓိပတိမှာရှိတယ်အဓိပတိမှာဆရာမေးတယ်ဘင်္ဂကအပြတ်ဌာနဖြစ်နေတယ်အဲ့တော့ဘင်္ဂကနေပက္ခအော်နဲ့ဥပ္ပအနေနဲ့ကြည့်မယ်ဆိုဖြစ်ချင်းအလဲကတိုက်တလုံးပဲကျန်တယ်ထီတိုက်တလုံးပဲကျန်တယ်သိကြတယ်သူဒီအင်္ဂါသားသမီးအင်္ဂါနာမည်ချင်းဖြစ်ကိုဖြစ်လာမယ်ဆရာလည်းဟုတ်ပါတယ်ဆရာအင်္ဂါသားသမီးအင်္ဂါနာမည်ချင်းဖြစ်ပါတယ်သူဒီဒါနောက်အငယ်အနှောင်းနောက်ကိုရှိမှတ်ပစ္စည်းမှာပြီးတော့လိုက်ပြေးသွားခြင်းဖြစ်ပါတယ်လို့ကျွန်တော်တို့ပြောလာတယ်နမိတ်ဒီဘောကတကယ်တော့ရိုးရှင်းရှင်းလေးပဲလွယ်လွယ်ကူကူလေးပဲတကယ်ကြည့်ဘာမှမဟုတ်ဘူးလို့ထင်ရတယ်တကယ်တော့နမိတ်ပညာလေးအလုံးပိန်မွေးနည်းနည်းလုံးပါတယ်တော်ရုံယူဆဖို့ခက်ပါတယ်အဲ့နမိတ်ပညာနဲ့ပတ်သက်ပြီးသိကျင်တယ်ဘေးလင်းကိုကျွန်တော်ပြောသလိုမျိုးဒုက္ခနဲ့တောက်ကနေဟောကျင်တယ်ဘေးလင်းပညာနဲ့ပတ်သက်ပြီးပညာရေးစစ်ကိုလေးလာခြင်းနဲ့ဝါသနာပါတယ်ဆိုတဲ့မိတ်ဆွေတွေကကျောင်းဆရာကိုဝဲရဲ့တင်တန်းကိုတက်ဖို့အကြံပေးလိုပါတယ်ကျောင်းဆရာကိုဝင်နေတဲ့တင်တန်းကိုဒီတလပိုင်း20ရက်ဝန်းကျင်မှာစတင်ပြီးတော့ကျင်းညာပါလိမ့်မယ်အဲ့ဒီအခါကျတော့ဆိုရှင်မိတ်ဆွေတို့အနေနဲ့တွားပြီးတော့တင်တန်းတွားပြီးတော့တပည့်အဖြစ်လက်ခံပြီးပညာရေးစစ်တွေကိုလေ့လာတင်ကြားလို့ရပါမယ်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့မောင်ကောင်းပါ